ကဲအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဟာသလူရှင်တော်အရေးတဲ့ကြမှာချွဲရလာကတ်နေသေးတယ်ဟာသလူရှင်တော်မောင်ဆောင်တက်ကလက်ခံမချုံမြတ်တာတော့ပို့လာလိုက်ပါတယ်ခဏလာရရင်အစီအစဉ်ကတော့ကျွန်တော်တို့အနုပညာရင်ဖွင့်တဲ့အစီအစဉ်မှာအနုပညာတယောက်အနေနဲ့ကျွန်တော်လာရောက်ပြီးတော့ဘယ်လိုပေးသက်များလဲပြောတော့ဆက်ရင်ကိုယ့်ရဲ့ဖြစ်ကြောင်းကုန်တည်လေးရင်ဖွင့်ပေါ့ရောက်ရှိလာရင်ဖြစ်ပါတယ်ကျွန်တော်ကတော့စိုင်းလူရှင်တော်ဟာသလူရှင်တော်စွမ်းထဲတဲ့စိုင်းလူရှင်တော်ဆိုမှအတန်းတော့တိတ်မကောင်းဘူးကျွန်တော်လှုပ်ကြည့်ရုပ်ကလေးနဲ့ဦးစားပေးပြီးလှုပ်တာအနုပညာဆိုတာကတော့ခလေးတွေတောင်မှပဲစမွေးတယ်ဆိုတဲ့ကအိုးလို့ချော့ကားပြမှအငိုတက်ရတဲ့ဖြစ်ရက်ကိုအနုပညာဆိုတာမွေးဖွားလာတဲ့အနုပညာဆိုလူတိုင်းမှာယင်ထဲမှာရှိကြပါတယ်အဲ့တော့ဒီအစီအစဉ်ကိုရောက်အောင်လို့ကျွန်တော်ကိုဆက်သွယ်ပေးတာတော့ကျွန်တော်ရဲ့အကူကြီးရုပ်ရှင်နဲ့ဗီဒီယိုသုဆောင်ကိုဆန်လင်းကျွန်တော်လည်းအရန်ချက်ပါတယ်ကျွန်တော်လည်းကိုဆန်လင်းကိုအရန်ချက်တယ်ညီကိုနှစ်ယောက်ဘယ်လောက်မချစ်လဲချစ်လဲစားလဲတူတူသွားလဲတူတူအဲ့လိုချစ်ခဲ့တာအဲ့လိုချစ်ခဲ့တော့ကျွန်တော်ကိုဆန်လင်းနဲ့အတူတူနေရအောင်အတူတအိမ်နဲ့နေရအောင်ဆိုပြီးတော့ကျွန်တော်ကိုဆန်လင်းမိန်းမကိုရီးစားစာလိုက်ပေးတာအဲ့တော့ကိုဆန်လင်းကစိတ်ဆိုးသေးတယ်ဗျာအဲ့ဒါလေးသူကြောက်လဲကိုကပစ္စည်းအောင်ပြောရသေးတယ်ဒါပေမဲ့စိတ်ရတော့တကယ်ကောင်းတာကျွန်တော်ဒီအနုပညာအလုပ်ကိုရောက်လာတော့ကျွန်တော်အဖေနဲ့အမေတွေကသဘောမကျဘူးမကြပါမဲ့အဖေအမေရဲ့ကျေးဇူးတရားကိုလည်းကျွန်တော်မမေ့ပါဘူးဘာလို့မမေ့လဲဆိုတော့ဒီမိဘတွေနော်ဒီအဖေတွေဒီမေတွေမွေးခဲ့လို့လူရှင်တော်စွမ်းထည့်ရလို့ဖြစ်လာတာဒါပေမဲ့မိဘဆိုတာတော့သားသမီးတွေကိုနော်စုံရည်ပဲရှိရဆန်ရည်မရှိပါဘူးသားသမီးကိုချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းနဲ့ဟဲ့လားပညာတတ်ကြီးဖြစ်စေခြင်းနဲ့ဒါပေမဲ့ကျွန်တော်ကအဲ့လိုမဟုတ်ဘူးဘာလို့အနုပညာကိုဝါသနာပါတော့အနုပညာတွေကိုပဲအလုပ်လုပ်တာအနုပညာတွေကိုပဲဆရာသမားတွေရှိရောက်လာပြီးတော့ကျွန်တော်လူရှင်တော်ပညာကိုသင်လဲပေါ့ဗျာလူရှင်တော်ပညာသင်လဲလူရှင်တော်အလုပ်ကိုလုပ်တယ်ပြီးတော့တခုတော့ပြောချင်တာကျွန်တော်အနုပညာတွေကိုရောက်လာတဲ့အကြောင်းလေးကျွန်တော်ပြောပြချင်တာလူပညာတွေရောက်လာတော့ဘယ်လိုလဲပါလဲဆိုတော့ကျွန်တော်ကလူရွှေတော်ဆရာကြီးရှိမှအရင်ပညာသင်ရတာမဟုတ်ဘူးဆိုင်းဆရာကြီးရှိမှပညာသင်ရတာဆိုင်းဆရာကျွန်တော်နေရပေါ့ပန္နရာစိန်ခမောင်းနဲ့သူရှိမှပညာသင်တော့ဆရာမင်းလာဒါလို့လူရွှေတော်ဆရာတွေကိုပြောတယ်ဒါကျွန်တော်တပည့်လေး तू ကဆိုင်းဆရာဆိုတော့ပြက်လုံးမပြတ်တယ်လေသူကိုနိုင်လုံးမပြဘူးဒါပေမဲ့လူရွှေတော်ဆရာတွေရှိမှပညာသင်ဖို့အပ်ပေးတယ်အဲ့ဆရာတွေနဲ့တော့ဆရာတွေကဒါလို့ဆိုလောက်ရတာဟောလို့ဆိုနောက်ပိုင်းကျတော့ဆိုင်းဝဲတွေဆက်ပါများတော့အိတ်ချင်လာတော့ဘယ်လိုဖြစ်လာလဲဆိုတော့ခလေးဆိုတော့အိတ်ချင်လာတော့ဆိုမင်းပြလုံးပြက်ချင်မှတ်တော့ဆိုမှချင်းမျက်လုံးကလေကြည့်နေကြောင်လုံးတွေလိုစင်းကြတာဆိုင်းဆရာသမားဟဲ့မင်းကိုမှတ်ခိုင်းနေတာ1500ဆိုပြည့်တာလက်ရိုက်တွေနဲ့ဒီမှန်လို့တခါလေမှထကြီးတွေဖူလာပါသေးတယ်အဲ့တော့တခါလေကဆရာသမားတွေကဝင်းလုံးချုပ်ပြီးတော့အဝတ်စားတွေပါထားခင်ကျွန်တော်မှခောက်ပေးရတယ်တခါကျဟေ့ဘာဝါယူလန်းဟုတ်ကဲ့သွားယူလန်းတခါဖြစ်ပုံများသွားယူဆိုတော့ကျွန်တော်ဖက်နှက်ချတာဖက်ညမတွေ့တော့ကျွန်တော်ဖက်နှက်ကောက်ဆုပ်ပြီးတော့လက်ဖက်ရည်သွားထည့်ဆိုတော့သွားထည့်လာဖြစ်ချင်တော့ဟိုလက်ကြည့်လိုက်တော့ဖက်နှက်ကကြီးမိန်းကလေးဖက်နှက်တစ်ဖက်ကျွန်တော်ယောက်ျားလေးဖက်နှက်တစ်ဖက်ဖက်နှက်ကကြိုးတစ်ဖက်နားတစ်ဖက်အဲ့တော့မထူးတော့ဘာလို့လှုပ်ခဲ့တာမနေ့ကဖက်နှက်ပြောက်တော့ချိန်လဲလူကချိန်ဆဲတဲ့လူကချက်အမှန်တော့ကိုစီးသွားတာဖင်မြန်ကောင်းတယ်မြန်မို့လို့အဲ့တော့ဘာဖြစ်ကျွန်တော်တို့တော့ပျော်ဖို့လဲကောင်းတယ်လူငယ်တွေစိတ်ဆိုးစိတ်ကောက်လည်းမရှိဘူးအမှုပညာလောက်တာဘယ်လိုစိတ်ဆိုးစိတ်ကောက်လို့ဆရာတွေကိုတော့ကြောက်ရတယ်ဆရာကြီးကဒါမလုံးနဲ့ဆိုရိုးသေးတယ်မင်းတို့နော်သူများရွာမှာလာကတာမင်းတို့တောက်စားမှုမလုပ်အောင်နော်မလုပ်အောင်ဆိုဆရာစကားနားထောင်တယ်ဟုတ်ကဲ့ဆရာခေါင်းလေးရိပ်ပြီးတော့လေဟုတ်ကဲ့ဆရာကွယ်ရမှာကျွန်တော်သွားခုထောက်တာပြန်လန်းလာဟဲ့အောင်လေဘာဖြစ်လာတာမဟုတ်ဆရာကျွန်တော်အုံးလို့ခေါက်သွဲတောက်လာတာမင်းတို့အုံးဆိုခေါက်သွဲကဘလုံးလို့သွေးတွေတက်လာလို့ပါကျွန်တော်ကြမ်းပါပြီးတော့အုံးတော့ခေါက်သွဲဆိုတော့သွေးတက်တယ်ပြီးအုံးတော့ခေါက်သွဲကဘလို့ရိုက်လာဖို့ကျွန်တော်သွေးတို့ရှိလို့သွေးတွေတက်လာတာပါဗျာကြမ်းပါပြီးလေရတယ်လူငယ်တွေဆိုတော့တခါလေကျော်နည်းတော့အတောက်စားလေးတွေပေါ့ရှိတာပေါ့ခိုးတောက်လို့ချင်းဆရာတွေကြောက်လို့အခုကတော့မဟုတ်တော့ပါဘူးဆရာတွေရှိလေကောဆရာကောနဲ့ဆရာတွေကကြည့်ပြီးတော့သူတို့ကလည်းနားလိုက်တာကွာငါတောက်တော့မှတော့ဒီမှာပါကောင်းနေမတောက်ဘူးခုကြတော့ငါမတောက်တော့မှသူတို့ကတောက်တယ်ဆိုတရေတပြတ်နဲ့ဆရာတွေပါဒုက္ခရောက်တာအဲ့ဒီကောင်ကြီးမြင်မျိုးမှာအဲ့လိုဆိုဆရာတွေတောက်တဲ့အချိန်ကဝယ်ပေးရမှာဆိုတော့သူတို့ကမတောက်ချင်အောင်ဆောင်ပြီးဖိုးဆောင်တာလေသူတို့ဆရာတွေမတောက်တော့မှသူတို့ကဆရာတွေရှိတရေကြောက်အောင်လုပ်နေတာငရဲကြီးမကြီးအောင်လုပ်နေတာဆရာတွေမှာဘီယာတောက်ချတော့တရေတွေပြပြတယ်ဟိုကသူကလူလိုက်ပြီးဆိုတော့ဆရာတွေပါတောက်ချင်ပေးရတော့အဲ့တော့ကျွန်တော်တို့အမှုပညာဆိုတာကတကယ်လဲခက်ခဲနေနေတယ်ဆိုတော့အလုပ်လုပ်ရတဲ့အချိန်မှာကိုလူငယ်လောက်ရရင်လဲပျော့တယ်ဘာလို့ဆရာကြီးနဲ့တွဲလောက်ရင်လေမှားမှာတော့အရန်ကြောက်ရတယ်ဗျာဆရာရဲ့နည်းနည်းဟိုနေ့ပြလုံးပြနေတယ်မျက်နှာရုပ်မပါဘူးဟုတ်ကဲ့ဆရာလေပြောဒီဆရာပြောလိုက်ရင်အဲ့လိုကြောက်နေရတာဆရာဒါပြောဆိုရင်ဒါမပြောလို့ဟိုဟာဆိုရင်ကန်ချတာတခါလေကျွန်တော်လေဘောင်းဘီကလည်းဝတ်မထားဘူးဖြစ်ချင်တော့ဘောင်းဘီကလည်းဝတ်မစားဘူးပြက်လုံးပြက်နေနဲ့မင်းကိုလေနဲ့ပြောပါဆိုစောင့်ကန်ချလိုက်တာတခါလေဂျွန်းတိုးပြီးတော့ကြာတာပစိုးက
ပြန်ပြီးတော့အုပ်လဲအုပ်ပြီးတော့ပေးတက်ဟာတဲ့ကြီးလားမလက်လက်ကြားကြောကျွန်တော်ရွာထဲကိုသွားတာပေါ့ကလေးပဲဖျက်ဘူးသွားတာကျွန်တော်စွားထက်လို့မကုန်ဘူးဟိုပါတဲ့ညာဟိုင်းစီဆိုတော့ဟာဘာဟိုင်းစီလဲဘယ်ဟုတ်လဲတေချာစားကြီးတော့ကျွန်တော်ကပစိုးမကြီးတော့ကျွန်တော်ဟိုင်းစီအမျိုးကြိုခဲ့ရတယ်အလူပညာဘာလို့လဲဆိုဆရာသမားတွေကြောက်လာပြီးဆိုဂမှုမျိုးဖြစ်တယ်ဘာလို့ဂမှုမျိုးဖြစ်တာလဲဟေ့ဟိုဝါယူဒီဝါယူဆိုတက်ပြီးတော့နှက်ကွက်ကြီးတက်နေပြီလို့လေနှက်ကွက်ကြီးလွတ်ထုတ်ပါလို့ကျွန်တော်အခောက်ခံရတာပါသေးတယ်ဟောဘောပေးဆက်ခဲ့ရတာအဲ့တော့ကိုကတောသူတောင်းတာအနုပညာဝါသနာပါတော့အဖေမေကဒါမလုပ်ရဘူးဆိုအိုးဒီပိုင်းကြီးတွေ့ဝင်ကတာဝင်ကဟာအိုးဒီပိုင်းလာတာနဲ့မဲကိုကမဲဟန်နေပန်နေနဲ့ကဖေးကကြည့်နေသေးတယ်ဦးလေးတွေကကြည့်နေတယ်နော်အနုပညာတွေကိုမကြိုက်တော့ပြီးတော့ဘာလုပ်တယ်အောင်မလဲလောင်းမင်းကကြီးလာရင်မင်းကအချောက်ဖြစ်မဲ့ကောင်ကွာအချောက်ဖြစ်မဲ့ကောင်နဲ့အရိုက်ခံရတာအဲ့လောက်ထိပေးဆက်ခဲ့ရတယ်စွမ်းတဲ့အဲ့တော့အဲ့လိုအဖေတွေဦးလေးတွေဆရာသမားတွေစုံမခဲ့လို့လားမသိဘူးကျွန်တော်လည်းအရေးတွေထူးပြီးဘာမှဖြစ်မလာဘူးအဲ့တော့ကျွန်တော်အမှုပညာအလုပ်ကိုလုပ်ချင်တယ်လူကျွန်တော်ဝါသနာအလုပ်လုပ်မယ်မအေးမကြိုက်ဘူးဟဲ့နေဒီလုပ်ကိုမလုပ်ပါဘူးလုပ်မယ်အမေကျွန်တော်မလုပ်ပါဘူးလုပ်မယ်အမေအဲ့ဒါလည်းပဲနေမလုပ်အောင်တော့လုပ်မယ်ဗျာကျွန်တော်လုပ်မယ်ဗျာဘာဖြစ်လဲအဲ့ဒါလည်းပဲအေးလုပ်မယ်ဆိုနေငါ့အိမ်မောဆင်းတယ်မလေးဘူးဘာဖြစ်လဲမဲအမေကိုလူကျွန်တော်လုပ်ချင်တာကိုအဲ့ဒါနဲ့မေးရပြောလိုက်တယ်သွားမယ်ကျွန်တော်အထုပ်တွေထုတ်လဲပြောကျွန်တော်ရန်ကုန်တက်လာအမေကမသွားခဲ့မှမှားလိုက်တယ်နင်အဲ့ဒီလုပ်ကိုလုပ်တဲ့နင်ကလေတဲ့ပြက်စီးပြီးအရသမားဖြစ်မှာလို့အမေကျွန်တော်လိုမျိုးနဲ့ဟမ်ပဲရမလဲစွမ်းတဲ့အမေပြောဆိုမဟုတ်ဘူးနိုင်ငံကျော်ဖြစ်အောင်လုပ်မယ်ရန်ကုန်တက်လာဟိုတနေ့ကကျွန်တော်ရွာပြန်တော့အမေကိုတစ်ချက်တည်းပြောတယ်လက်မထောင်ပြီးပြောလိုက်တယ်ဟာအမေလို့ဒီမှာလို့အမေပြောတာမှန်တယ်လို့အဲ့လိုပဲအပေါင်းအသင်းပကောင်းတော့နည်းလေးတော့ဖြစ်သွားတယ်ဒါပေမဲ့ကိုယ်စိတ်ပါပဲပြောင်းလဲမှုပေါ့နော်အဲ့တော့ပြောင်းလဲလာဒီအဖေနဲ့အမေနဲ့ကချစ်ခဲလို့စွမ်းချက်ဆိုတာမွေးခဲ့တာအဲ့တော့ကျွန်တော်အဖေနဲ့အမေနဲ့ကဘလောက်ချစ်လဲဆိုရင်ပရိသတ်ကြီးရေနော်ဒီတနိုင်ငံလုံးမှာရှိတဲ့လင်မယားတွေချစ်တာကျွန်တော်အဖေနဲ့အမေကိုမမေ့ဘူးကျွန်တော်အဖေနဲ့အမေနဲ့ဘလောက်တိမချစ်တယ်အဖေနဲ့အမေနဲ့အိမ်မော်တက်ချစ်လိုက်တာအောက်ကကျွဲသူများခိုးရတာမသိလိုက်ဘူးဟိုတမျိုးမထင်နဲ့ခိုးတဲ့ပခိုးကလူပါဗျကျွမ်းမှာချိတ်ထားတဲ့ခလောက်ကိုဟိုအဖေနဲ့အမေနဲ့အဲ့တဲ့အောက်ကိုချိတ်ထားတော့အဖေကခလောက်တန်ကြားကြီးကျွဲရှိတယ်ထင်ခလောက်တန်ကြားကြီးကျွဲရှိတယ်ထင်တမျိုးမထင်နဲ့နော်အဖေကပတိစိတ်တယ်ဟိုတရားထိုင်တယ်ညဘက်ဆိုစွန်းကပ်ဘာကပ်ဓာရီလောက်တာအဲ့တော့လေးလိုက်တော့စွန်းထချက်တာဒါကြောင့်မလို့နင်းဖြစ်တာဟိုတမျိုးမထင်နဲ့တမျိုးဒီမှာတို့ဟိုဒါကြောင့်မိဘကိုမစော်ကားနဲ့ဆရာတွေလည်းတင်တယ်ဖယားတရားတန်ခါမိဘဆရာအနန္တောအနန္တ၅ပါးနော်တခိုင်းနဲ့မြတ်တယ်တဲ့ရွှေ့ရှိသေးတယ်ဆရာသမားတို့ဗါလဲဗျာမပြောပါနဲ့ဒါပဲလို့လဲဆိုတော့ကျွန်တော်တို့အမှုပညာမှာတခုရှိတယ်ဂိုင်းမသိလို့အနန္တမရှောင်ကန်ထားရင်တော့မပြောင်းအောင်ဘူးတဲ့နော်အဲ့တော့ဖယားတရားတန်ခါမိဘဆရာအနန္တောအနန္တ၅ပါးဆိုတော့ဘယ်တော့အခါမှမမေ့ရဘူးတချို့ရှိရလဲပေရဒီနေရာမသွားနဲ့သွားတယ်ဗျာဟိုနေရာမသွားနဲ့သွားတယ်ဗျာအဲဒီလိုတွေရှိကြတယ်ဟိုတော့ရှိတယ်လေမိဘကိုစော်ကားရင်မိုးချိုးပစ်တယ်ငင်းမျိုးတယ်ဒီလိုရှိတယ်အခုခေတ်ကတော့နည်းနည်းမရှိတော့ပါဘူးဘာဖြစ်လို့မရှိတော့လဲဆိုဟိုတော့ကဟိုမိဘကိုစော်ကားရင်မိုးချိုးပစ်တယ်အခုကတော့မိုးချိုးကမပစ်တော့ဘူးဟိုမိုးချိုးတော့ရွှေထက်တန်ဖိုးရှိနေတော့တရားမရလည်းတိသွားရင်မပစ်တော့ဘူးဟိုတော့ကမိဘကိုစော်ကားရင်အရှင်လက်မြင်းမျိုးလားဒီခေတ်မှာတော့မမျိုးတော့ဘူးဘာဖြစ်လို့လဲဆိုတော့နေရာတိုင်းဟိုကြည့်လေဟိုကန်လေတူငါးတွေမွေးတော့မျိုးစရာမြေကလည်းမရှိတော့ဘူးဗျအဲ့တော့ဘာပဲဖြစ်ပါဒါစတာဘာပဲဖြစ်ဟိုမိဘဆိုတာကတော့ဟိုဖះနဲ့တခိုင်းနဲ့တက်တဲ့မိဘမစော်ကားကြပါနဲ့ဘာဖြစ်လို့လဲဆိုတော့တခုကရှိသေးတယ်ဟိုမိဘဆိုပြီးတော့အမေပဲတခါလာလဲအမေပဲတချင်းတွေတောင်မှပဲဂန်းလုံးဝင်းမေမေဘာဂန်းလုံးဝင်းမေမေဂယုနာမေမေမြင့်မုံမေကောင်းငယ်မေမေဒီလိုလာကြတာမအေးပဲဆိုတော့ဖေးရဆရာငယ်ရတယ်ကျွန်တော်မသိလို့မေးပါအောင်မယ်ဟိုဒီသားသမီးတယောက်ဖြစ်လာဖို့လူဖြစ်လာဖို့အမေတယောက်တည်းပြီးသလားလို့ဟမ်ဖေးရခေါင်းရင်းရတရားရင်ဟောဆိုစူးစားခဲ့လို့လေဟမ်အဲ့ဒါကြောင့်မလို့လူဖြစ်လာတာဘာပဲဖြစ်ဖြစ်ဟိုလူဘဝကိုရောက်လာပြီဆိုရင်တော့တန်မိုးရှိဖို့တော့လိုပါတယ်ဟိုမိဘမိုးလာတယ်ဆိုတော့ကိုဝါသနာပါတဲ့အလုပ်ကိုလုပ်ပြီးဆိုတော့တန်မိုးထားတတ်ဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ခေတ်တဲ့စနစ်တွေကပြောင်းလဲလာပြီဆိုတော့ဟိုခေတ်နဲ့စနစ်နဲ့အတူရင်ပေါင်တန်းနိုင်ဖို့လည်းလိုတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဆရာသမားတွေသင်ကြားခဲ့တဲ့ဒီလူရှင်တော်ပညာဘယ်တော့အခါမှကျွန်တော်မမေ့ပါဘူးသေတဲ့အထိလုံးမှာစွမ်းနဲ့မှန်လုံးမှာဟိုအခုခေတ်မှာလည်းခေတ်တဲ့စနစ်တွေကပြောင်းလဲလာတယ်ဘာဖြစ်လို့ဆိုတော့ပြောရတယ်တော့ဒီလိုပေါ့ဗာလဲဆိုခေတ်စနစ်ဆိုတော့ဟိုတုန်းကဆရာသမားတွေကိုဟိုတစ်ဖက်နဲ့ပေါင်းသင်းဆက်ဆံတာနဲ့ဒီခေတ်ပေါင်းသင်းဆက်ဆံတာတော့မတူတော့ဘူးဗျယူတင်မှုတွေကကွာတာဟိုတုန်းကဆိုရင်ဆရာလာတယ်ဆိုဟာဆရာမင်္ဂလာပါဆရာလဲအော်အေးတပည့်ကြီးမင်္ဂလာပါဟိုဆရာဖယ်သွားမလို့လဲအေးတပည့်ငါတော့ဟိုဘက်ကိစ္စရှိလို့သွားအောင်မလို့ကွာဟောဆရာကျွန်တော်နဲ့ကျုံလုံးလေးရနွေးလေးလာတော့တာတော့ပါတပည့်တို့ဟာကျေးဇူးတင်ပါတယ်ဆရာကိစ္စရှိလို့သွားပြရသည်ခေတ်တဲ့စနစ်တွေကဟိုတုန်းကယူသေးတာအခေါ်ပြောဒီခေတ်ကျတော့အဲ့လိုမဟုတ်ပြန်ဘူးဆရာတွေ့လို့လည်းမတောက်တန်း
ဆရာကိုဆရာမဟုတ်အာစတိတဲ့ဟဲ့အာစတိဟာအာစတိဘော်ဒါကြီးဘယ်သွားမလို့တော့ဟာတပည့်ကြီးဟိုဘနောက်နည်းနည်းခဏလစ်လိုက်အောင်လို့ဒါတော့မှလစ်လိုက်အောင်မမို့တချို့ဆိုရင်ပူတော်ဆိုးသေးတယ်ဆရာကိုဘယ်သွားမလို့ဆရာဘယ်ခိုးမလို့တော့ငါလည်းဒီဘက်ကိုမလို့ကွာအမဲလို့ဟာဆရာကျွန်တော်လည်းနည်းနည်းပဲလာခုတ်သွားပါလားဆရာလည်းအေးကွာနည်းနည်းတပတ်လောက်ချလိုက်အောင်မယ်ဆရာလည်းတပည့်အန်ကြနာခစ်တွေစစ်တွေကွာတာပြောပါတယ်အခေါ်ပြောရင်းတွေကွာတာခစ်တွေစစ်တွေယိုတင်မှုလေးစားမှုဆိုတာရှိတယ်ဒါကြောင့်မလို့ခစ်စနစ်ဆိုတာမလွယ်ဘူးဘာလဲဆိုတော့သူ့နေရာနဲ့သူဟိုနိုင်ငံခြားမှာဆိုရင်နော်အမှုပညာနဲ့ပြသသွားတာဂိမ်းနဲ့ဆန်နေစင်တယ်ဘာလဲဆိုမျက်လက်သမားတွေနော်အမှုပညာနဲ့ပြသွားတာရှားပေါ်တွေဓာတ်တွေနဲ့ထိုးလေဘင်းတွေဓာတ်တွေနဲ့ထိုးမီးတွေစားပြဂိမ်းနဲ့ဆန်နေနေတာဟောမြန်မာပြည်မှာလဲဂိမ်းနဲ့ဆန်နေတင်လေဘီလက်မီတွေစားပြကြောက်ခဲတွေစားပြတန်တွေစားပြဂိမ်းနဲ့ဆန်နေတင်လာကိုပြောတာနော်ဟိုနိုင်ငံခြားလိုအပ်ချင်သူတို့ကလိုမလိုအပ်ဘဲနဲ့သူတို့ကခွဲတာဂိမ်းနဲ့ဆန်နေတင်တာလူတယောက်ကိုဘယ်လိုပြောင်းလဲပြုတ်ပြင်မလဲဒါမလိုအပ်ဘဲနဲ့သူတို့ကခွဲတာမြန်မာပြည်ကလိုအပ်မှခွဲတာဘာလို့လားလဲငွေလူဂိမ်းနဲ့ဆန်နေတင်လာကိုပြောတာပါဟိုတော့ကျွန်တော်တို့နိုင်ငံခြားဆရာမတွေကခင်းလင်းဆိုင်ကြီးလင်းအောင်စာတပုတ်ကိုတင်လာဒီကကျွန်တော်တို့မြန်မာနိုင်ငံကဆရာမတွေကစာတင်လာတော့မှပဲသူကစာသွင်းနေရှိတယ်ဗာလေဟုတ်ချင်းတားငယ်အတွေးသမီးငယ်အတွေးပညာသင်ရင်ဆရာမရှိလို့လေလန်းလာခဲ့လေဝိုင်းနဲ့ချူရှင်တယ်မလေးတက်မလားအောင်ရမယ်လေလာမတက်ရင်တော့အောင်ချက်မပါဘူးလေလက်ဆောင်ပေးခုံတို့ပါရမလေခင်းလင်းဆိုင်ကြီးတင်လာကိုပြောတာနော်တခြားမတွေးနဲ့အဲ့တော့ဘာဖြစ်ခစ်တဲ့စနစ်တွေကပြောင်းလဲလာပြီခစ်တဲ့ပြောင်းလဲလာဆိုဟိုအရင်တော့ခစ်တွေကဆိုရင်9000လောက်ရှိရင်တမိသားစုစားရရတယ်ဒီခစ်မှာတော့9000လောက်ဆိုရင်လက်ဖက်တဝိုင်းမိုးတော့မရဘူးအဲ့တော့ခစ်တဲ့စနစ်ကပြောင်းလဲတော့ခစ်နဲ့အမိလည်းရင်မောင်တန်းရတယ်ဘာလို့ဆိုတော့ဟိုတော့မှဆိုလဲခစ်တွေဘယ်လောက်ထိပြောင်းလဲလဲဆိုအားကစားနဲ့ပတ်သက်ပဲဖြစ်နော်ဘာနဲ့ပဲဖြစ်ဟိုတစ်ခစ်တစ်ခါကဆိုရင်တစ်ခစ်တစ်ခါပဲရှိတယ်ဘာရှိလဲဆိုယောက်ျားလေးဆိုယောက်ျားလေးနော်အားကစားနဲ့ပတ်သက်လို့မိန်းကလေးဆိုတာတော့မထွန်းကားသေးဘူးဟိုတော့ကယောက်ျားလေးဘောလုံးသင်းနော်စံချိန်တွေတင်းလာပြီနော်အခုမိန်းကလေးဘောလုံးကန်လာပြီဟိုတော့ကယောက်ျားလေးချင်းအခုမိန်းကလေးချင်းတွေလည်းပေါ်လာပြီနော်ဘာပဲဖြစ်ဟိုခစ်တဲ့စနစ်ကပြောင်းလဲလာတာဘာဖြစ်လို့ဆိုတော့ယောက်ျားလေးလှုပ်တဲ့အလုပ်မှန်တယ်များမိန်းကလေးတွေကအကုန်ရင်မောင်တမ်းပြီးလိုက်ကုန်အဲ့ဒါကြောင့်မလို့လားမသိဟိုတနေ့ကကျွန်တော်ညီမလေးယောက်ျားလေးလှုပ်တဲ့အလုပ်မှန်များအကုန်လိုက်လုံမယ်ဆိုပြီးတော့လေသေးပေါက်တာသူ့ပေါင်ကြတဲ့သူလက်ညက်ပေါက်တာတခါလေမျက်နှာတွေပါတက်ဆင်းကုန်ဟိုခစ်တွေပြောင်းလဲတာကိုပြောပါတယ်ခစ်တွေကပြောင်းလဲတာဘာလို့ခန်းစားချက်ရင်တော့ပြောပါပြီဘာဖြစ်လို့ဆိုတော့ကုန်သိန်းလုံးတွေကလည်းသိတဲ့အတိုင်းပဲလေဟိုမဖြစ်ဘူးတို့ပြည်သူတွေကတဖြည်းဖြည်းနဲ့ဟိုတက်တာဆင်းတာအစင်းတက်မှန်တာတော့ထမ်းတက်သဘာပဲရှိတယ်တက်သွားလိုက်ဆင်းသွားလိုက်တို့လူတွေကတော့တို့ပြည်သူတွေကတော့စိတ်တက်ပဲရှိတယ်နော်အဲ့တော့စိတ်တက်ပဲကြာဆင်းလာပဲရှိတယ်ကြံတာတော့တက်မလာသေးဘူးအဲ့တော့တချင်းနေတော့မှပဲစိတ်တက်ကြသေးတယ်တချင်းတိတ်ချက်တိုးသေးတယ်တချင်းရှိသေးတယ်ဗါလဲanonymous ဆိုတချင်းလေးဆိုထားတာဗါလဲပေါ်လိုက်တာဗါလဲအောင်ကြလာမင်းကြီးရဲ့ကွယ်ရောင်းသွားတယ်မထွန်းလင်းလို့ရဲ့မဲလင်းနဲ့ကောင်းငယ်မှာချေကင်းလို့ဆင်ဦးတခေါင်ရမရွာတဲ့မိုးနဲ့ကွယ်ခေါ်တန်းပြန်ကြောက်ရင်လည်းရဲ့အပိစကားတန်လေးတန်လာတဲ့ကွယ်ကောင်းလို့ရတွေဖန်နေလို့ချစ်မြတာတွေလင်းကပ်တီးတဲ့စမရောက်ခင်မမြားတွေကုန်နေပြီကိုချစ်ရသူမှမချစ်ဘူးလို့ပြောတဲ့အတန်ကိုချစ်ရင်နာတဲ့ကြာရောင်ပဲ့တင်တန်တွေထက်ကုန်ပြီဒါanonymousရဲ့ခံစားချက်ကျွန်တော်ခံစားချက်တော့anonymousနဲ့တချင်းနဲ့သူပြောင်းလဲသွားတာခင်းနဲ့စနစ်နဲ့ပြောင်းလဲပါလို့တေးအောင်ကုန်းသေးလုံးတက်တဲ့ဆန်းအောင်ဝဲစားဖို့မဖြစ်နိုင်ကြက်ဦးတစ်လုံးလုံးတစ်ထောင်နဲ့ချီရဲ့အရင်ကတိမ်မကောင်းနဲ့လာတာဒီလိုအခက်ခဲမျိုးတွေ့ကြုံတရက်ကွက်လုံးလုံးဖားတွေဖြစ်တော့မယ်ဟင်းကောင်ဆိုတာမမျောလင်းရဲဘူးငပိရေကိုသာအဖော်ပြုတ်ဖို့ကစုံရွယ်ကြော်တော့အနိုင်ဖြစ်လေပြီကျွေးများလေပြီဘလို့ဆက်ဖို့စဉ်းစားကလေလူသွေးတဲ့တထောင်သားဖြစ်ဖို့အချိန်ကလင်းနေပြီဟိုနေရာလေးကပူတော်ကောင်းသေးတယ်မင်းမသိတဲ့ကိုဘွားဟာနောက်တာစားစရာမရှိဦးပြခါတွေတိတ်များအသားငါများစားဖို့ရဘာမှမထူပါဘူးဝေဦးနှလုံးဖြုတ်ရောင်းလိုက်မယ်ဒီကောင်ရှိနေလေအပူပဲတစ်လုံး35တစ်လုံးချောင်း36လေးတော့ကုန်းသွားလေအေးရောဘာဖြစ်လို့ခင်းနေစင်းနဲ့ရင်မောင်တမ်းပြီးလှုပ်စားရတာဟိုအဲ့တော့ဘာဖြစ်ပါအမှုပညာဆိုတာလဲလွယ်မယောင်းတဲ့ခက်နော်တိမ်မယောင်းတဲ့နဲ့တူပဲလူပညာကိုဝါသနာပါလုံးအားကြီးလို့ဘယ်လောက်ထိကြိုးစားကြလဲဆိုဆရာသမားတွေရှိမှာနော်အဝယ်စားခောက်ခဲ့ရတယ်နော်ကျွန်တော်ဆိုင်းထမ်းခဲ့ရတယ်ကျောမှာဆိုရင်လာကြည့်လိုက်ပန်းများရရည်ပဲပညာတော်လို့တော့မဟုတ်ဆိုင်းတက်တာတွေထမ်းခဲ့ရလို့အဲ့တော့ဆရာသမားတွေကနော်ကျွန်တော်တို့ဒါလို့ဆိုရင်လောက်ရတယ်ဘာလို့ဟိုဟာလို့ဆိုလောက်ရတယ်ကျွန်တော်တို့
ဘောကမှာဘာဖြစ်လို့လဲဆိုတော့ဟိုအလုပ်တစ်ခုလုပ်ပြီးဆိုရင်ဆရာသမားတွေဘယ်လိုလုပ်တယ်ဘယ်လိုသွားတယ်ဆိုတော့ထိုင်ကြည့်ရတယ်စသဦးဖြစ်ချင်းကျွန်တော်လူရှင်တော်မဖြစ်သေးဘူးဆရာတွေပြန်အဲ့တော့ကျွန်တော်ကလည်းရင်ထဲကနေအမြဲတမ်းဆူတော့မှာဒီပြလုံးလေးတော့ငါရပြီအဲ့ဆရာနှစ်ယောက်တည်းကတယောက်ယောက်အကြောင်းတရားတစ်ခုခုနဲ့အလုပ်သွားပါသေးဘယ်သွားပါသေးအမြဲဆူတောင်းတာဘာဖြစ်လို့ဆိုတော့ဟိုမလိုတဲ့စိတ်တောင်းမဟုတ်ဘူးတော့ကိုလှုပ်ချင်လို့အဲ့ဒါလည်းပဲဆရာတယောက်ကနှင်းဖြစ်မယ်ဆိုပြီးတော့အကြောင်းကိစ္စရှိတယ်ဆိုလားနေမကောင်းလားမသိမသွားဘူးအဲ့ဒီညမှာကိုစလောက်ရတော့မလီပျော်လိုက်တာအဲ့ဒီညာသိလားအဲ့တော့အဲ့ဆရာတော့ထင်ပါမယ်အိုးငါခေါင်းကိုက်ပြီးတော့နှင်းဖြစ်တာဒီကောင်ငါ့ကိုဆူတောင်းနေသလားမသိဘူးပေါ့ဒီလိုထင်မှာကိုကတော့မရဘူးဘာဖြစ်လို့အလုပ်လုပ်ချင်တယ်ဆိုဘာဖြစ်လို့အမှုပညာဆိုတာရရှိတဲ့အချိန်မှာတော့ရရှိသူလုပ်တာဟိုတကယ်ချင်းတင်လဲတွေ့ရင်ကျွန်တော်ယူတယ်ပညာဘာဖြစ်လို့ဆိုအခုချိန်ထိပညာဆိုတာအိုးလည်းမရှိဘူးကျွန်တော်တို့လူရှင်တော်ပညာဆိုတာဟိုကိုယ့်ထက်ငယ်တဲ့လူတွေတွေ့လေကျွန်တော်ပညာယူတယ်ဘာဖြစ်လို့ဆိုတော့ဒီပညာကစုံလန်းနိုင်ဒီဘယ်တော့မှမပြည့်စုံပါဘူးအဲ့တော့ဆရာသမားတွေတွေ့လေယူတယ်တကယ်ချင်းနေတဲ့ရှီယာယူတွေ့လေကျွန်တော်ယူတယ်ဘာလို့ဆိုတော့ဒီအမှုပညာကိုအင်မတန်ဝါသနာပါလုံးအားကြီးလို့ဘာလို့ဝါသနာပါလဲဆိုတော့ဘာဖြစ်လို့ဆိုပရိသတ်လည်းရင်မောရတယ်ကျွန်တော်တို့လည်းဒီအလုပ်ကိုလုပ်ရင်ပျော်ရတယ်အဲ့ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်ဟိုဒီအမှုပညာကိုကျွန်တော်အရန်ကိုဝါသနာကြီးခဲ့တာအမှန်တော့ဟိုညာချင်းလေးရတာဟုတ်လားမလားအဲ့တော့ဘာပဲဖြစ်ပါဒီနေ့ဖြောပြတင်ဆက်ရတာကျွန်တော်တို့ဟိုနေဒီလိုဖိတ်ခေါ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်ကျွန်တော်တို့အမှုပညာရင်ဖွင့်တာအစီအစဉ်မှာလာရောက်ရတာလည်းကျွန်တော်တို့ဝမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့ကိုဖြစ်ချင်တာလေးတွေကိုပြောချင်တာလေးတွေလည်းပြောရတယ်ဟိုအားရပါရပြောကြိုက်တာပြောလို့ရတယ်လေဘာဖြစ်လို့ပြောလို့ရလဲဆိုတော့ကိုဘိုးအကြောင်းလေးတွေကိုပြောရတာဘာဖြစ်လို့ဟိုတုန်းကအလုပ်လုပ်ချင်ပြီဆိုဆရာသမားတွေရှိရောက်ပြီဆိုအပင်မအစင်းရခံပြီးအလုပ်လုပ်ရတာဘာဖြစ်လို့ဆိုတော့ဟိုစိုက်တက်တာထမ်းသူထမ်းရတယ်ပေါက်ကြီးတွေထမ်းသူထမ်းရတယ်ဟလာကားဟိုပါလေရေဆေးဆိုရေဆေးရတယ်ဒီလိုလုပ်ခဲ့ရတာအခုကတော့အေးဆေးပဲဘာမှမဖြစ်ဘူးနောက်တူတွေအေးဆေးပဲဟလာပတ်စံဟိုရှိလို့ပပေါင်းတို့တောင်ရှိတို့ပေါက်တက်ပြီဆိုတာလူရှင်တော်ဖြစ်လာပြီအဲ့တော့လေးစားမှန်းလည်းမသိဘူးရိုသေမှန်းလည်းမသိဘူးအဲ့တော့လေးစားကြပါရိုသေကြပါဒါလေးတွေလည်းပြောချင်တယ်ဘာလို့လဲဆိုတော့ဘလူပဲဖြစ်ဖြစ်ကိုယ့်ထက်တရက်ပဲကြီးတလပဲကြီးဒါဆရာသမားဆိုတာဆရာသမားပါပဲလေးစားရမယ်ဘာလို့လဲလေးစားမှုဒီကိုယ့်အတွက်ပန်းနိုင်ကိုရောက်ပါတယ်ဒါလေးတွေကိုပြောတာပါဘသူဘသူမှရည်ရွယ်ပြီးပြောတာမဟုတ်ပါဘူးနော်ဘာလို့လဲဆိုတော့အားလုံးလေးစားစေခြင်းလို့ကျွန်တော်တို့အမှုပညာဆိုတာလက်ကြီးတယ်နော်ဘာဖြစ်လို့ဆိုတော့ဒီလိုလေးစားမှုရှိမှကိုယ့်ရဲ့တိုးတက်မှုလမ်းကြောင်းဆိုတာအောင်မြင်မှာဒါလေးတွေလည်းဖြစ်နေပါလေဘာလို့ဆရာသမားတွေပြလုံးပြရင်လည်းကိုယ်ရမှတ်ရတယ်ဘာလို့ဆိုတင်ဆရာမြင်ဆရာကြားဆရာတဲ့ဆရာတွေရှိရဆိုတာယူရတယ်ဒီဆရာရှိရမတင်ရပါမယ်ကိုကြားနေရပြီဆိုရင်လည်းဒါဆရာပဲဒီဆရာရှိရဟိုတကားလေးတစ်လုံးနှလုံးကနေပြီးတော့ကိုရခဲ့ရပြီဆိုလေဒါကျွန်တော်ဆရာပဲဒီကလေးလေးတယောက်ကကိုရှိမှပြောလိုက်လို့ရည်စရာလေးပါလို့ကိုပြလုံးထဲမှာထည့်ပြောလိုက်ခြင်းအဲ့ဒီကလေးကလည်းကိုဆရာပဲဘာဖြစ်လို့ဆိုတော့သူတို့ဟာလေးကိုယူသုံးခဲ့တာလေဒါဆရာသမားတယောက်လိုပဲကိုအလေးထားတယ်ကိုထက်ငယ်ပဲမဲ့ဒါယူသိမှုဆိုတာရှိရတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုဆရာသမားတွေကတချင်းတစ်ပုတ်လေးဖြစ်လိုက်ဗျာငါလည်းဖြတ်ကြည့်မယ်မသဘောတကူဆိုကြပါစို့တချင်းလေးတွေဆိုပြီးတော့ဆရာသမားတွေဖြတ်လိုက်တယ်အခုလည်းဘယ်ချင်းလေးတွေကောင်းမလဲကောင်းမယ်ဆိုဟိုချင်းလေးပေါ်ပါလေအခုခင်းနေစင်းနေပေါ်လာပြီးဟိုချင်းလေးပါရီးသာဦးဟာမောင်ပါအသေးနဲ့အောင်ချစ်လိုက်ရတယ်အဲ့ဒီချင်းထားပါလေဟိုမလွမ်းဘူးအဲ့ဒါဆိုကိုကလည်းဒီချင်းလေးကလူကောင်းတယ်ငါလည်းလူလေးဖြစ်လိုက်မယ်ပါလေအဲ့ဒါပေးတဲ့ချင်းရောက်ပြီးဆိုကိုကဖြတ်လိုက်တာပါလေရီးသာဦးဟာမောင်မအသေးနဲ့အောင်ချစ်လိုက်ရတယ်နေကိုယ်တိုင်ပြစ်လိုက်တဲ့အုတ်ခဲတွေလည်းရင်ကိုထိတယ်နေကိုယ်တိုင်ပြစ်လိုက်တဲ့ခုံမနှက်တွေလည်းနှထင်ကိုထိတယ်နေကိုယ်တိုင်ပြစ်လိုက်တဲ့ထမိန်ဝင်းတွေလည်းလက်ကိုဆွတ်တဲ့လူကြားတယ်မဲငါခလုတ်တိုက်တာငါဖင်းပြောင်းသွားတယ်ဆိုပေးတော့ဟောလေကြာမလို့ကိုကသဘောတွေကြာအမလို့အဲ့လိုမျိုးတွေလှုပ်လာခဲ့ရတာအမှုပညာရဲ့ပန်းနိုင်ရောက်ဖို့အဲ့တော့ဘာပဲဖြစ်ဖြစ်လူပညာဆိုတော့ကြိုးစားမှုရှိရင်အောင်နေလားမအောင်နေလားကိုယ့်ရဲ့ကုသကံနဲ့ဆိုင်တယ်ဒီကစူးစမ်းမှုပေးဆမ်းမှုရှိဖို့ပဲရည်ကြီးတယ်။ဘာပဲဖြစ်ဖြစ်အလုပ်လုပ်တဲ့နေရာမှာပွဲခေါ်တဲ့လူတွေရှိမယ်။အဲ့ဒါအလူရှင်လူမတွေရှိမယ်။စေတနာပါဖို့ရည်ကြီးတယ်။စေတနာပါရင်ကိုယ့်အတွက်လည်းအောင်မြင်မှုရတယ်။ဒါလေးကိုလည်းကျွန်တော်အားလုံးသိသိချင်တယ်။အဲ့တော့ဘာပဲဖြစ်ဖြစ်ပါအလုပ်ဆိုတာကတော့စူးစမ်းရမယ်။အလုပ်ကူမြဂုံရှိသွားပဲ။အဲ့တော့စူးစမ်းရမယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ဘယ်လောက်ထိမစူးစမ်းတယ်ကျွန်တော်အိမ်ဘေးနာဓာတ်ကြိုးတွေကိုကုန်တာပဲ။ဘာပဲဖြစ်ပါဒါနောက်တာပါနော်။ဘာပဲကျွန်တော်တို့အမှုပညာဆိုတာဟိုဖြစ်ချင်တယ်လို့ဖြစ်လာခဲ့မယ်ကြိုးစားမှုဆိုတာလည်းလိုပါတယ်အဲ့တော့ဘဝမှာကတော့ပန်းနိုင်တစ်ခုရဖို့ဆိုတာဘယ်နေရာမှမလွယ်ပါဘူးကျွန်တော်တို့ဆိုပေးဆက်ခဲ့ရတယ်ဟိုအိမ်တော်ရသားကြာဝါတည်းသားမယားတွေကလောက်တာမကြိုက်ဘူးဒီလောက်တွေလောက်တာမကြိုက်လဲလုံးပါပဲအဲ့လိုမျိုးမိမစကားကိုနားထောင်ခဲ့လို့နော်မိမဒါမသွားနဲ့ဆိုသွားတယ်ဒါမလုံးနဲ့ဆိုလှုပ်တယ်သူ့ကိုစညင်မဲ့လှုပ်ခဲ့လို့ကို့ပြပြသူလည်းနောက်လင်ယူပါပြီးရောအဲ့လိုပေးစားခဲ့ရတာအမလေးပေါ့တော့မလုံးနဲ့နော်ပေးစားခဲ့တာအမလေးဒီမိန်းမမလေးငါဘောတော့မချစ်သေးတာငါလည်းမာနထောင်မယ်ဒီမိန်းမတွေကြောင့်ငါစိတ်နာသွားပြီမိန်းမဆိုရင်လုံးဝပဲကွာဒီမိန်းမဆိုရင်လုံးဝပဲဆိုပြီးတော့
ကျွန်တော်အခုမိမတွေကိုစိတ်နာပြီးတော့9ယောက်ရှိပြီယူခဲ့တာဟိုစိတ်ထဲရယူတာတော့တကယ်ယူတယ်လို့လည်းမထင်နဲ့ဘေးတော့ကြီးသေးကြီးလို့ပြောတာဘယ်လေဟိုတကယ်ဟိုနေ့ဖြစ်လို့ဒီကနာဘူးကြီးလို့လည်းထင်းနေဦးပဲတကယ်တော့နာဘူးချင်းလို့ပူတာမဟုတ်ကျွန်တော်စိတ်ကဘာမှမရှိဘူးကိုသောလက်ကနှိုးတော်ပေးလို့ဆိုတော့သူကများသွားတာအဲ့တော့ဘာဖြစ်ပါနော်အမှုပညာရင်ဖွင့်တဲ့အစီအစဉ်ကိုနောက်မိသူမဆိုလာရောက်ပြီးတော့လည်းရင်ဖွင့်လို့ရပါတယ်အားလုံးကျွန်တော်တို့ရဲ့နော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူအပေါင်းစည်ရဲချင်းမှာကင်းဝေးကြပါသေးရန်သူမျိုး၅ပါးမှာလည်းကင်းဝေးကြပါသေးငလျင်ဘေးမှာလည်းကင်းဝေးကြပါသေးစိတ်ချမ်းသာကိုယ်ကျမ်းမှာလည်းပြည့်စုံနိုင်ပြီးဘယ်ဘက်ကတဆုံချက်ညာဘက်ကတလဲလုံနိုင်ကြပါသေးသဒ္ဓါသီလသုဒ္ဓသာကပညာရေးဥဒ္ဓပသူတော်ကောင်းဥစ္စာခုနပါလက်ကင်စားပြီးနှစ်စဉ်သာသနာပြုနိုင်သောခုနှစ်ရသားသမီးပေါင်းတဲ့ကျေးဇူးရှင်မြန်မာပြည်အပိယတ်တွေဖြစ်ပါသေးလို့ကျွန်တော်ဟာသားလူရှင်တော်မောင်ဆောင်တက်ကဆုတောင်းမြတ်တာများပို့သားပါတယ်ခင်ဗျာ